ကျွန်တော်တပတ်ရက်မွေးရတစ်ခုကို online ကနေဝယ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီမွေးရပုံမှာအိပ်ပျော်သွားတိုင်းကျွန်တော်ကအနာဂတ်နေ့ရက်တစ်ခုမှာနိုးလာတတ်တယ်ဒါကြောင့်အဲ့ဒီအချက်ကိုတုံးပြီးထိပေါက်အောင်လုပ်ရင်းတတိဖြစ်လာခဲ့တယ်ဒါပေမဲ့နောက်တစ်ချိန်ခီးစဉ်ကနေနိုးလာတဲ့အခါမှာတော့ခွတင်ပုံမှာကျွန်တော်ရဲ့ကိုယ်ပိုင်လောင်းကြီးကိုတွေ့လိုက်ရတယ်အဲ့ဒီအလောင်းကအစိပ်ပိုင်းတွေအပိုင်းပိုင်းဖြတ်ခံထားရတယ်ကျွန်တော်လမ်းဖြတ်ပြီးကျမ်းပြင်ပေါ်ခွေချသွားခဲ့တယ်တတိပြန်ဝင်လာတော့တအိမ်လုံးကိုအမြန်ပတ်စစ်ကြည့်တယ်အဲ့ခန်းကနေမိဖို့ချောင်ထိဘယ်သူမှရှိမနေဘူးကျမ်းပြင်ပေါ်ကသွေးတွေကတော့အခုထိဆူဆွနေတော့ပဲအိမ်ရှိတကားစီအပြေးလွှားသွားကြည့်တော့တကားကအတွင်းကနေချက်ထိုးထားတယ်အတင်းအဓမ္မဝင်ထားတဲ့အထောက်ထားလည်းဘာမှမရှိဘူးအဲ့ဒီအချိန်မှာပဲနာရီကနှစ်ချက်တီးတန်ညီလာပြီးမှောင်မဲနေတဲ့မြေအောက်ခန်းတကားကဟင်းလင်းပွင့်သွားတယ်ကျွန်တော်တက်တီမွေးပြီးအောက်ကိုဆင်းသွားခဲ့တယ်မှောင်မဲနေတဲ့မြေအောက်ခန်းထဲမှာကရိယာတစားပလာတွေပြည့်နေပြီးအလဲကတစ်သားစပွဲပုံမှာတော့ကျွန်တော်ရဲ့ခြေထောက်တစ်ဖက်တင်ထားတာကိုတွေ့လိုက်ရတယ်ကျွန်တော်မွေးရပုံမှာထိတ်လန့်တကြားနဲ့ချက်ချင်းနိုးလာခဲ့တယ်ကျွန်တော်ခြေထောက်တွေကောင်းကောင်းမွန်မွန်ရှိနေတာကိုမြင်မှပဲစိတ်အေးသွားတော့တယ်အခုလောလောဆယ်တော့ကျွန်တော်အသက်ရှင်နေသေးတယ်ဒါပေမဲ့ဒီညအထိပဲဘာလို့လဲဆိုတော့ဒီအိမ်မက်ဆူကအနာဂတ်ဖြစ်နေလို့ပဲလွန်ခဲ့တဲ့တစ်လကဒီတပတ်ရက်မွေးရကိုဝယ်ပြီးကလေးကညတိုင်းအိမ်မက်ထဲရောက်ပြီးကျွန်တော်ရဲ့နောက်ထပ်ပါရှင်တစ်ခုကိုမြင်နေရတဲ့တခါတလေခွတင်ပုံမှာအိမ်နေတာမျိုးတခါတလေမနှက်စာကိုအလောတကြီးစားနေတာမျိုးပေါ့အချိန်ကြီးငယ်စမ်းတက်ကြည့်ပြီးတဲ့နောက်ကျွန်တော်သဘောပေါက်သွားတာကဒီမွေးရပုံမှာအိပ်ပျော်သွားရင်ကျွန်တော်ဟာဂျပန်အနာဂတ်နေ့ရက်တစ်ခုစီကိုရောက်သွားတတ်တယ်ဒါပေမဲ့အချိန်ကတော့ခံမှန်းလို့မရသလိုအိမ်မက်ရဲ့ကြာချိန်ကလည်းပုံတင်မရှိဘူးပြီးတော့ကျွန်တော်ဘာပဲလုပ်ဘာပဲပြောဘေးနားကလူတွေကကျွန်တော်ကိုမမြင်နိုင်ကြဘူးအဲ့ထဲကရောင်းသူကိုဆက်သွယ်ဖို့စူးစမ်းပေမဲ့အဲ့ဒီအကောင့်ကဖြတ်ပြီးသားဖြစ်နေပြီးမှာယူခဲ့တဲ့မှတ်တမ်းတောင်ပြောင်းနေပြီးဒါကတကယ်ကိုထူးဆန်းပေမဲ့ပတ်စံရှာဖို့အတွက်တော့အကောင်စုံနီလန်းပဲကျွန်တော်တစ်ပတ်လောက်စူးစမ်းကြည့်ခဲ့တယ်ပထမဆုံးနေ့မှာမနက်9နာရီမှာနိုးလာတယ်အချိန်ကစောလုံးနေလို့ထီဆိုင်မဖွင့်သေးဘူးနောက်တစ်နေ့မှာည9နာရီမှာနိုးလာတယ်အဲ့ဒီအချိန်ကျတော့ဆိုင်ပိတ်သွားပြီး9ရက်မြောက်နေ့မှာတော့ထီဆိုင်ကိုအရောက်သွားနိုင်ခဲ့ပြီးစတင်ပေါ်ကပေါက်ကနန်းတွေကိုအလွတ်မှတ်ခဲ့တယ်နိုးလာတာနဲ့ချက်ချင်းထီလက်မှတ်သွားဝယ်ပြီး3သိန်းပေါက်ခဲ့တယ်နောက်ထပ်2ပတ်အတွင်းမှာအလားတူအချိန်နှဲငယ်ထပ်စူးစမ်းခဲ့ပြီးစုပေါင်း2တန်းကျော်ရခဲ့တယ်ကျွန်တော်ဗီလာအိမ်အကြီးကြီးတစ်ခုငှားလိုက်တယ်ကျွန်တော်အရင်ကပစ္စည်းတွေကဒီမွေးရတစ်ခုပဲတင်ထားခဲ့တာဒါပေမဲ့ကျွန်တော်ရဲ့အလောင်းကိုမြင်ရလိမ့်မယ်လို့တော့တခါမှမထင်ခဲ့မိဘူးကျွန်တော်ကိုဘယ်သူတက်တာလဲကျွန်တော်မသိဘူးဒါပေမဲ့လူသက်သမားကဒီညမြေအောက်ခန်းကနေလာလိမ့်မယ်ပြီးရင်ကျွန်တော်ကိုတက်ပြီးအပိုင်းပိုင်းဖြတ်လိမ့်မယ်ဆိုတာကျွန်တော်သိနေတယ်နိုင်နှစ်ချက်တီးတန်ကိုမှတ်မိနေတဲ့အတွက်ကျွန်တော်ဟာမနက်2နာရီမတိုင်ခင်အသက်ခံရမှာတေးကြတယ်လူတက်မှုကမနက်1နာရီနောက်ပိုင်းအချိန်တစ်ခုခုမှဖြစ်မှာပဲရိုးရိုးလေးပဲကျွန်တော်ဒီကနေထွက်သွားလိုက်မယ်ကျွန်တော်ပစ္စည်းတွေအမြန်ထုတ်ပြီးတငယ်ချင်းဖြစ်သူစီချက်ချင်းဖုန်းဆက်လိုက်တယ်ဒီပင်ဒီညမင်းစီမှာလာအိတ်လို့ရမလားဒါပေမဲ့ကျွန်တော်မွေးရကြီးတယ်လာတာကိုမြင်တော့သူကမျက်မှောင်ကျုပ်ကြည့်တယ်ဤတန်မင်းအခုတထေးဖြစ်နေပြီပဲဘာလို့ဒီမွေးရကြီးကိုငါအိမ်ထိတယ်လာရတာလဲငါခုတင်ကမင်းအတွက်မကောင်းလို့လားဒီပင်နဲ့ကျွန်တော်ကငယ်တငယ်ချင်းတွေပါကျွန်တော်ဝေခွဲမရဖြစ်နေပြီးမှနောက်ဆုံးတော့ဆုံးဖြတ်ချက်ချပြီးမွေးရအကြောင်းအဖြစ်ပြအားလုံးကိုသူ့ကိုပြောပြလိုက်တယ်ဒါဆိုမင်းပြောတာကဒီမွေးရအကြောင်းမင်းပတ်စံတွေအများကြီးရခဲ့တာပေါ့မင်းကတော့ကံကောင်းတဲ့ကောင်ပဲထီပေါက်ကနန်းတွေမြင်ရတာတော့ငါ့ကိုမပြောဘူးမင်းဒီလောက်ချမ်းသာလာပြီးတငယ်ချင်းကိုမေ့နေတာပဲလို့သူကအော်ပြောနေပေမဲ့ကျွန်တော်စိတ်ထဲမှာတော့နည်းနည်းလေးကြည်နူးသွားမိတယ်မင်းတကယ်ပဲငါပြောတာကိုယုံသလားလို့ကျွန်တော်မေးတော့သူကမယုံဘူးဒါပေမဲ့မင်းရထားတဲ့ပတ်စံတွေကိုကြည့်ရင်တော့ဒါကလွဲလို့တခြားရှင်းပြစရာအကြောင်းမရှိဘူးလို့ပြန်ဖြေတယ်ကျွန်တော်အိမ်မက်အကြောင်းပြောပြလိုက်တဲ့အခါသူနားထောင်ရင်မျက်နှာကပိုပြီးပြက်လာတယ်မင်းကကောင်းတာကြတော့တယောက်တည်းထားပြီးမကောင်းတာကြမှာငါစီလာတာကိုလို့သူကပြောပေမဲ့တကားတွေသတင်းပေါက်တွေအားလုံးကိုလိုက်ပိတ်ပေးပြီးမိဖို့ချောင်းသုံးတာတစ်ချောင်းကိုပိုင်ကတကားနားမှာထိုင်ဆောင်ပေးတယ်မင်းဒီညအိတ်လိုက်တော့ငါစောင့်ကြည့်ပေးမယ်တဲ့ကျွန်တော်တွေဝင်နေတာကိုမြင်တော့သူကဖုန်းကိုထုတ်ပြီးအောက်ထပ်ကိုညွှန်ပြတယ်စိတ်မပူစမ်းတဲ့တငယ်ချင်းငါကညံကောင်းတယ်အခုငါနေတဲ့ဒီနေရာရဲ့အောက်ထက်ကရက်စကန်မဲ့တဲ့အဲ့ဒီတော့မှကျွန်တော်တက်ပြင်းချနိုင်တော့တယ်အရင်စိတ်လှုပ်ရှားနေလို့အိတ်မပြောမှဘူးကြောက်နေတာကျွန်တော်အေးစိတ်တဝက်တောက်လိုက်တယ်တတိလို့မသွားခင်မှာဒီပင်ကကျွန်တော်ဘာကိုပုတ်ပြီးပြောတာကိုတွေးလိုက်ရတယ်မှတ်ထားဦးငါကိုလည်းထိပေါက်ကနန်းတွေပြောပြဖို့မမေ့နဲ့ဦးတဲ့ကျွန်တော်ပြန်လို့လာတဲ့အခါမှာတော့ပတ်ဝန်းကျင်ခုလုံးမှောင်တိကျနေပြီးစောင့်ကြည့်ပေးမယ်လို့ပြောပြီးအိတ်ပြောသွားတဲ့ဒီလူယုံမရတဲ့အကောင်ကိုကျွန်တော်စိတ်ထဲကနေကျိန်ဆဲလိုက်တယ်ဒါပေမဲ့ကျွန်တော်ဘေးကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ထိတ်လန့်တုန်လှုပ်ပြီးစိတ်တွေပါလွတ်ထွက်မတက်ဖြစ်သွားခဲ့တယ်ကတင်ကအလွတ်ကြီးဒါပေမဲ့ဘေးကချမ်းပြင်ပုံမှာတော့အလောင်းတစ်လောင်းရှိနေတယ်မျက်နှာကိုခက်ဝါးဝါးမြင်နေရတဲ့ဦးကောင်းရဲ့အစိပ်ပိုင်းအချို့ပြောင်းနေတယ်ကြောကုန်းမှာတော့မိဖို့ကြောင့်သုံးတာတစ်ချောင်းစိုက်လျက်သားကြီးဘယ်ဘက်ခြေထောက်ကလည်းထပ်ပြီးပြောင်းနေပြန်ပြီးနေပါဦးဒီပင်ကဘယ်ရောက်သွားတာလဲကျွန်တော်အခန်းစီကိုအပြေးလွှားသွားခဲ့ပေမဲ့အဲ့ဒီရောက်တော့တောင်ခဲသွားခဲ့တယ်ကြောက်စိတ်တွေကလိုက်လုံးကြီးလိုရိုက်ခတ်လာပြီးကျွန်တော်အမ်ပါအမီတော့တယ်ဒီပင်ကမျက်နှာချက်မှာကျူးကွင်းဆုပ်ပြီးတွဲလောင်းကြီးဖြစ်နေတယ်ဒီတစ်ခါလဲကျွန်တော်မလွတ်မြောက်ခဲ့ဘူးပြီးတော့ဒီပင်ကိုပါအသေးခံစေခဲ့မိပြီးကျွန်တော်အသက်ရှူဖို့တောင်ခက်ခဲလာတယ်ခြေထောက်တွေကလည်းတုံရင်နေပြီးရက်လို့တောင်မရတော့ဘူးအဲ့ဒီအချိန်မှာပဲနာယီကအတန်ကြီးလာပါတော့တယ်